ဘောကတ်သမိုင်းမှာတစ်ခါမှမဖြစ်ခဲ့ဘူးသေးတဲ့ record တစ်ခု9ပေါင်း22ခုဘယ်သူမှမရောက်ခဲ့ဘူးတဲ့နေရာဒါပေမဲ့ဒီညအဲ့ဒီ record ကိုချမှတ်လိုက်တဲ့သူဟာအနိုင်ရသူဘာမှမရှိခဲ့ပါဘူးကီလီယန်အမ်ဘာဘီရဲ့ဇလန်ကဂုဏ်ယူစရာနဲ့ဝမ်းနည်းစရာရောနှောနေတဲ့ညတညဖြစ်ခဲ့တာပါโอเคအမှန်ဖုတ်ပေါင်းမပြန်လဲပြီးတော့ကြိုးစိုးလိုက်ပါတယ်အဲ့ဒီနေ့ကိုကျွန်တော်တို့အတူတူပြန်ကြည့်ကြရအောင်အပိုင်း1ကစားပွဲရဲ့ရုပ်တရက်အပြောင်းလဲ2026 World Cup Bronze Final ကအင်္ဂလန်နဲ့ပြင်သစ်ကြားဖြစ်ခဲ့ပါတယ်ဆီမီဖိုင်နယ်မှာရှုံးနေခဲ့ကြတဲ့နှစ်ဖွဲ့စလုံးစိတ်ဓာတ်ကျနေချိန်မှာအားလုံးမမျှော်လင့်ခဲ့တဲ့10ဂိုးပွဲကြီးတစ်ပွဲဖြစ်ပေါ်လာခဲ့ပါတယ်အင်္ဂလန်ဟာပထမပိုင်းမှာဒီဂလန်ရိုက်စ်အဇရီဂွန်ဇာရဲ့ဂိုးတွေနဲ့ဦးဆောင်နေခဲ့ပြီးဘူကာယိုဆာကာကလည်း2ဂိုးထပ်ထည့်က4စီထိဦးဆောင်နေခဲ့ပါတယ်ဒါပေမဲ့ဒုတိယပိုင်းမှာတော့အမ်ဘာဘီကစတင်ပြီးပြင်သစ်ကိုပြန်လည်ခုတိုက်စေခဲ့တာပါအပိုင်းနဲ့ record တစ်ခုဝယ်နေမှုတစ်ခုအမ်ဘာဘီဟာဒီပွဲမှာ2ဂိုးထပ်သွင်းခဲ့ပြီးတစ်ချိန်ကထက်ဂိုးအရေအတွက်ကို22ဂိုးထိတိုးမြင့်နိုင်ခဲ့ပါတယ်ဒါက World Cup သမိုင်းမှာတယောက်တည်းဂိုးအများဆုံးသွင်းနိုင်သူဖြစ်လာစေခဲ့ပါတယ်မီယိုစလက်ကယ်လိုစီရဲ့ record ကိုကျော်လွန်သွားခြင်းမှာဒါပေမဲ့ဒီ record ကိုတတိထားမိတဲ့သူကအနည်းငယ်သာရှိခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ပြင်သစ်ဟာဒီပွဲမှာရှုံးနေခဲ့လို့ပါ။ဘူကာယိုဆာကာရဲ့ hat-trick ဂျိတ်ဘယ်လင်ဟန်ရဲ့နီကုန်းပိတ်ဂိုးတွေက headline ကိုပိတ်သွားခဲ့ပါတယ်။အပိုင်းတော့ဂုဏ်ယူမှုမရှိတဲ့သမိုင်းဘောလုံးသမိုင်းမှာဒီလိုအခြေအနေကရှားပါတယ်။ကစားသမားတစ်ယောက်ကကမ္ဘာသမိုင်းရေးနေချိန်သူ့အသင်းကရှုံးနေတဲ့ညနေပါအမဘီအနေနဲ့ဒီပွဲမှာဂုဏ်ယူစရာအနိုင်ကြီးမရှိခဲ့ပါဘူးကွင်းမြင့်ပေါ်မှာသူ့မျက်နှာကချွင်လန်းမှုမပါဘဲရလက်ကိုသာလက်ခံရခတ်နေတဲ့ပုံစံမျိုးနဲ့ကစားခဲ့ရတာကိုတွေ့ရပါတယ်ဒါကအမ်ဘာဘီရဲ့ career တစ်လျှောက်ထပ်ခါဖြစ်ပေါ်ခဲ့တဲ့ပတ်တန်တစ်ခုပါpersonal greatness ကိုတင်းဆက်နဲ့ချိန်ညှိနေရတဲ့ခက်ခဲတဲ့ဇလန်းများပါခုလိုဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားရင်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင်လုပ်ခဲ့ကြပါဦးနောက်ထပ်ဘယ်လိုဗီဒီယိုအကြောင်းအရာမျိုးတွေဆက်လက်တင်ဆက်ပေးရမလဲဆိုတော့ comment မှာပြောခဲ့လို့ရပါတယ်ကျွန်တော်တို့ဇလန်းနဲ့ပြန်သွားရအောင်နေကုန်းကျုံအနေနဲ့ပြောရရင်ကီလီယန်အမ်ဘာဘီယာ22ဂိုးနဲ့ဘောကတ်သမိုင်းရဲ့ scoring king ဖြစ်သွားပါပြီဒါပေမဲ့ဒီညသူ့မျက်နှာပေါ်မှာရှင်လန်းမှုမရှိခဲ့ပါဘူးကစားသမားတယောက်ရဲ့ကိုယ်ရေးကိုယ်တာဂုဏ်ယူမှုနဲ့အသေးရဲ့ရလက်ကြားဘလို့မျှချိန်ရမလဲဆိုတာကိုဒီပွဲကကျွန်တော်တို့ကိုပြသနေပါတယ်။ MRB ရဲ့ဒီ record ကဂုဏ်ယူစရာလားဒါမှမဟုတ်ဝမ်းနည်းစရာလားကွန်မန့်မှာပြောခဲ့ကြပါဦး။ Okay ကျွန်တော်တို့နောက်ရမှပြန်တွေ့ကြတာပေါ့